ကျွန်တော်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုနောက်ပိုင်းကျွန်တော်တို့ကထိုင်းမှာဆိုရင်ဒီဘန်လေးတွေပဲအသုံးများလာတယ်ပေါ့နော်ဒီခရုံထိုင်းဘန်လေးပဲအသုံးများလာတယ်ကျွန်တော်တို့ကဒီဘန်သုံးပြီးတော့ကျွန်တော်တို့ပတ်စံငွေဝင်ထွက်လုပ်တဲ့အချိန်မှာ notification တက်အောင်ကျွန်တော်တို့ license software လေးနဲ့ရှိတဲ့နည်းပညာလေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်တကယ်လို့ဒီဘန်ဖွင့်ပြီးတော့ပေါ့နော် license နဲ့မရှိရသေးဘူးဆိုလို့ရှိရင်ကျွန်တော်အခုပြမယ့်ဗီဒီယိုလေးကိုကြည့်ပြီးတော့လိုက်လို့ကြည့်ပါနော်အရင်ဦးဆုံးဖုန်းထဲမှာကျွန်တော်တို့ license software ခရုံတိုင်းဘန် software ရတောင်းထားပါမယ်ဒါပြီးရင်တော့ကျွန်တော်တို့က license software လေးတွေကိုနှိပ်ဝင်လိုက်ပါကျွန်တော်တို့အပေါ်မှာတကယ်ချင်းရှာတဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ပြထားတဲ့အတိုင်းလေးရိုက်လိုက်ပေါ့နော်စာအပေါ်မှာရိုက်ချလိုက်ပါကျွန်တော်ရှာပြီးသားဆိုတော့အစင်သင်းဖြစ်နေတာပေါ့နော်အဲ့ဒါလေးနှိပ်ဝင်လိုက်ပါဒါပြီးရင်တော့ကျွန်တော်တို့ဟိုအောက်မှာခရုံတိုင်း contact ဆိုတာလေးကိုနှိပ်ဝင်လိုက်ပါကျွန်တော်မြပြထားတဲ့အရာလေးကိုပေါ့နော်အဲ့ဒါလေးကိုနှိပ်ဝင်လိုက်ပါနောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ဟိုအောက်ကအစိမ်းအောင်ကွက်လက်လေးတွေအချက်ဆိုတာလေးကိုနှိပ်ပြီးဝင်ရမယ်နော်ဒီနေရာမှာကျွန်တော်တို့ကဗန်နဲ့ချိတ်ဖို့အတွက်ညာဘက်ပေါ်သုံးတော့အမြပြထားတဲ့နေရာလေးကိုနှိပ်လိုက်ပါနော်ဗန်ကနေပြီးတော့ဒါမျိုးလေးပြန်ပို့လာပြီဆိုရင်ကျွန်တော်တို့အပေါ်ကနေအပြာရောင်စာတန်းလေးနဲ့ခရုံထိုင်းနှိပ်ဆိုတာလေးကိုနှိပ်ပြီးဝင်လိုက်ပါအဲ့ဒါလေးဆက်ပို့လိုက်ရင်ကျွန်တော်တို့အပြာရောင်ထိုင်းစာတန်းလေးကိုထပ်နှိပ်ပါခဏစောင့်လိုက်ပါနော်သူကဗန်နဲ့ဝင်နေပါဗန် software တွေကိုကျွန်တော်တို့ရောက်သွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့လူကြီးမင်းရဲ့ password နှိပ်ပြီးတော့ဝင်လိုက်ပေါ့နော်ကျွန်တော်တို့ဗန်ဖွင့်စဉ်ကထားရှိခဲ့တဲ့ password ကိုနှိပ်ဝင်ပါပြီးရင်ကျွန်တော်တို့ကအပေါ်ကစာတန်းလေးကိုနှိပ်ပါ license နဲ့ချိန်မှာဖြစ်တဲ့အတွက်အပေါ်ကစာတန်းလေးကိုနှိပ်ပါဒါဆိုရင်တော့ကျွန်တော်တို့ကဗန်နဲ့ license နဲ့ရှိတာအောင်မြင်သွားပြီပေါ့နော်ကျွန်တော်တို့အပေါ်မှာစာကြလာပါတယ်ကျွန်တော်တို့ကဗန်နဲ့ကိုပြန်သွားမှာဆိုရင်ဘောဟာကိုနှိပ်ပါ license နဲ့ကိုသွားခြင်းနဲ့ဆိုရင်ကျွန်တော်တို့အောက်ကအဖြူအောင်စာတန်းကိုနှိပ်ပါဒါဆိုရင်တော့ကျွန်တော်တို့ကဗန်နဲ့ license နဲ့ရှိတာအောင်မြင်သွားပြီပေါ့နော်ကျွန်တော်တို့ရမရကိုကျွန်တော်တို့ပတ်စံတစ်ချက်လောက်လွှဲပြီးတော့စမ်းကြည့်ပါမယ်ကျွန်တော်တို့ဗန် software တွေကိုဝင်လိုက်မယ်ပေါ့နော်တကယ်ချင်းတို့အနေနဲ့ဆန်းလွှဲခြင်းနဲ့ဆိုရင်လည်းကိုယ့်ရဲ့လွှဲခြင်းနဲ့ဗန်နဲ့ကိုချိတ်ပြီးတော့ပေါ့နော်အစမ်းလွှဲကြည့်လို့ရပါတယ်ကျွန်တော်ကတော့တကယ်ချင်းတို့တွေ့အောင်လို့ကျွန်တော်အစမ်းလွှဲပြပေးထားတာဖြစ်ပါတယ်တကယ်ချင်းတို့အနေနဲ့မလွှဲလဲရပါတယ်သူများလွှဲလာတဲ့အချိန်ဆိုရင် license ထဲမှာ message auto ကြမှာဖြစ်ပါတယ်ခုဆိုရင်ကျွန်တော်ဆန်းလွှဲကြည့်လိုက်မယ်ပေါ့နော်အောက်ကကျွန်တော်တို့လွှဲလိုက်တာနဲ့ကျွန်တော်တို့အပေါ်မှာ license message အတန်းကြလာပါတယ်ကျွန်တော်တို့ license software လေးတစ်ချက်ဝင်ကြည့်အောင်ဟုတ်ကဲ့ပါတကယ်ရပါတယ်တကယ်ကျွန်တော်အဆင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေเนาะကျွန်တော်တို့ဒီဗီဒီယိုလေးကအသုံးတည့်တယ်ဆိုရင်တော့ like and share လေးနဲ့ကူညီပေးလို့ရပါတယ်ခင်ဗျာ